အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့တော့ Microsoft Project နဲ့ schedule ဆွဲခြင်းမှာတည်တဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်ဒါလေးပြောပြခြင်းပါတယ်တကယ်တော့ဒီအကြောင်းအရာလေးကရန်ကြီး true စစမ်းကိစ္စတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ software တွေကိုလေ့လာတဲ့ထုံးစံအတိုင်းပေါ့နော်တချို့ကျတော့လည်းတည်ရဲ့ခါကျတော့တည်ရဲ့လူတော်လွယ်တယ်ပေါ့နော်မတည်ရဲ့လူကျတော့လည်းခါကျတော့ဘေးကဘယ်လိုလုပ်ရမလဲမသိတာမျိုးဖြစ်နေတာပေါ့နော်ခါကျတော့လည်းဒီအခြေခံလေးတွေကိုတချို့အသိမသိတဲ့ခါကျတော့အိမ်မှာနည်းနည်းလေးကြောက်တဲ့ကိစ္စလေးတွေရှိတာပေါ့ဆိုအဓိကကတော့သူက schedule ဆွဲတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကဘာသိရမလဲလို့ပြောရင်ဒီ project schedule ဆွဲခြင်းရဲ့နောက်ွယ်မှာသူက CPN ဆိုတဲ့သဘောတရားလေးရှိတယ် CPN ဆိုတာကသူက critical path method ကိုခေါ်တာပေါ့နော်အဲ့တော့ schedule ထဲမှာကျွန်တော်တို့ကဒီ activity တွေပေါ့ task တွေပေါ့ထည့်ပြီးဆွဲပြီးတဲ့အခါကျရင်ဒီဟာတွေရဲ့လောက်ဆောင်မှု sequencing ကြောင့်ပေါ့နော်လောက်ဆောင်မှု sequencing ကြောင့်ကျွန်တော်တို့ကဒီ critical path ဆိုတာမျိုးလေးကဖြစ်လာတာပေါ့နော်အဓိကဒီ critical path ဖြစ်တယ် critical activity ဖြစ်တယ်ဆိုတာကိုသူကဘာနဲ့တိုင်းလဲလို့ပြောရင်ကျွန်တော်တို့ flow လို့ခေါ်တယ်ပေါ့နော်ဒီ activity ရဲ့ဂျားထဲမှာရှိရမယ်အားလက်ချိန်ပေါ့နော်အားလက်တဲ့ပမာဏလေးပေါ့အဲ့ဒါလေးနဲ့ကျွန်တော်တို့ကတိုင်းတယ်ဆိုတော့ flow ရှိရပြည့်ရလို့ပြောရင်ဒါက critical မဖြစ်ဘူးဟာ flow မရှိဘူးလို့ပြောတဲ့အခါကျရင်ဒါက critical ဖြစ်တယ်ပေါ့ဒီလိုမျိုးကျွန်တော်တို့ကပြောတာပေါ့နော်ပြောတော့ဟုတ်ပြီကိုက Microsoft Project နဲ့ဒီ schedule ဆွဲလိုက်ပြီပေါ့ဆွဲလိုက်ပြီးတော့ဒီ schedule ကတော့ပုံမှန်ဆိုရင်ကျွန်တော်တို့ကဒါဒီမှာနောက်မှာပြထားသလိုပေါ့ Gantt format နဲ့ကျွန်တော်တို့ကထုတ်တာနော်ထုတ်တော့ဒီထဲမှာကျွန်တော်တို့ကဒါ schedule ရသွားပြီပြုသွားပြီလို့ပြောတဲ့အချိန်မှာဘယ်လုပ်ငန်းတွေကသူကcritical ဖြစ်လဲမဖြစ်လဲပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ကသိကျင်တယ်ပေါ့နော်သိကျင်တယ်လို့ပြောရင်တကယ်တော့သူက critical ဖြစ်တယ်မဖြစ်ဘူးဆိုတာကိုကျွန်တော်ခုနပြောသလိုပေါ့ flow နဲ့ကျွန်တော်တို့ကစကားပြောတယ် flow တန်ဖို့ဘယ်လောက်လဲဆိုတာစကားပြောတယ်ဆိုတော့ theoretical မှာတော့ကြည့်မယ်ဆိုရင်ဒီ flow ကလည်းသူကနှမျိုးရှိတယ် free flow ရှိတယ် total flow ရှိတယ်နော်ဆိုတော့ပို့ပြီးတော့အသေးစိတ်ကျွန်တော်တို့ကပြောကြခြင်းလို့ပြောရင်တော့ဒါ total flow နဲ့ကျွန်တော်တို့ကစကားပြောရတယ်နော်လုပ်ငန်းတစ်ခုကျွန်တော်တို့ကနောက်ကျတယ်တွေ့တယ်လို့ပြောရင် project ရဲ့ overall duration ပေါ့နော် project ရဲ့ finish date ပုံမှာဘယ်လောက်သွားပြီးထိကြိုက်မလဲဆိုတာ ਨੇ စကားပြောရတယ်အဲ့ဒါကျွန်တော် total flow ကိုခေါ်တာပေါ့နော်ဆိုတော့ဒီဟာကိုဒီတန်ဖိုးကိုကျွန်တော်တို့ကကြည့်ပြီးတော့တကယ်တော့ဆုံးဖြတ်ရတာပေါ့နော်အဲ့တော့ Microsoft project မှာသူကအဲ့ဒါလေးကိုသိကျင်တယ်လို့ပြောရင်ကျွန်တော်တို့ကဘာလုပ်ရလဲလို့ပြောရင်ဒီ column လေးခေါ်ကြည့်ရတာပေါ့နော်သူ့ထဲမှာဒီစသချင်းဆွဲတဲ့ထဲမှာရှိတဲ့ column တွေကအဲ့ total flow လို့ဘာလို့မပါတော့ကိုကအဲ့ column လေးခေါ်ကြည့်လိုက်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီ Microsoft project မှာဆိုရင်ကြတော့သူကဘာလို့ပြောလဲလို့ပြောရင် flow လို့သူကမပြောဘဲနဲ့ total slash လို့ပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ total slash ဆိုတာလေးကိုဒါခေါ်ကြည့်လိုက်ပေါ့နော်ခေါ်ကြည့်လိုက်တယ်လို့ပြောရင်ဒီမှာ total slash တန်ဖိုးကဒါ0ဖြစ်နေရလို့ပြောရင်ဒါ float တန်ဖိုး0ဖြစ်နေတာပေါ့နော် float တန်ဖိုး0ဖြစ်နေရလို့ပြောရင်သဘောတရားဒီလုပ်ငန်းတွေကဘာဖြစ်တာလဲလို့ပြောရင် critical ဖြစ်တာဒီလိုမျိုးကျွန်တော်တို့ကနားလည်အောင်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုဒီ Microsoft project မှာပေါ့နော်တိတာထင်ရှားစွာပေါ့နော်ဖော်ပြခြင်းကြတော့သူကဒီဘေးယာလေးတွေက critical ဖြစ်လဲမဖြစ်လဲဆိုတာကိုတိတာထင်ရှားစွာဖော်ပြခြင်းပေါ့နော်သူ့မှာသူက function ရှိပြီသားသူကဒီ Microsoft project ရဲ့ပေါ့နော်ဒီ menu ထဲမှာသူကနောက်ဆုံးမှာသူကformat menu ဆိုတာရှိတယ်ဒါကျို့လဲ Microsoft project version မြင့်တဲ့ဟာတွေဆိုတဲ့ Gantt format ဆိုပြီးသူကဒီလိုမျိုးပြတာရှိတယ်။စာအိတ်ထဲမှာသူကတစ်လုပ်လို့ရတဲ့ဟာလေးတွေရှိတယ်။ဒီမှာ bar sign ဆိုတဲ့နေရာလေးမှာသူကတစ်လုပ်လို့ရတာရှိတယ်။စာအိတ်ထဲမှာသူကအပေါ်ဆုံးမှာသူကဒါ critical task ဆိုတာလေးသူကပြောထားပြီးသား။ဆိုတော့ကိုကဒီ critical task ဆိုတာလေးကို click လုပ်လိုက်တာနဲ့တပြိုင်နက်ပေါ့နော်။ဒါက critical ဖြစ်တဲ့ဟာပါခုနပြောတဲ့ဒီ total float တန်ဖိုး total slash တန်ဖိုးပေါ့နော်ဒါ0ဖြစ်နေရဆိုတဲ့ဟာလေးတွေကိုသူကအနီအောင်ချယ်ပြီးတော့သူကပြပြီးသားအဲ့တော့ဒီအနီအောင်လေးတွေကျွန်တော်ကချယ်ပြီးတက်လိုက်တယ်လို့ပြောရင်ဒီလုပ်ငန်းတွေကမဖြစ်တာလဲလို့ပြောရင် critical ဖြစ်တာပေါ့ဒီလိုမျိုးကျွန်တော်တို့ကနားလည်လို့ရတယ်နော်အဲ့တော့ project နဲ့အဓိပ္ပာယ်ကMicrosoft project နဲ့ schedule ဆွဲပြီးသွားပြီဆွဲပြီးရဲ့အချိန်မှာဘယ်လုပ်ငန်းတွေက critical ဖြစ်လားမဖြစ်လားသိကျင်တယ်လို့ပြောရင်ဒီအနီအောင်လေးတွေဒီလိုမျိုးပြကျင်တယ်ဆိုရင်ဒီ format menu တွေကဒီ critical task ဆိုတာလေးကိုလာပြီးတစ်လုပ်လိုက်ပေါ့နော်ဒါဆိုဒီလိုမျိုးပြအဲ့လိုမှမဟုတ်ဘူးဒီအနီအောင်နဲ့မပြကျင်ဘူးဆိုလို့ကျင်တာနော်ဒီတိုင်းပဲကျွန်တော်တို့ကဖြစ်မယ်လို့ပြောရင်ဒီဟာလေးကိုကျွန်တော်တို့ကဖျောက်ထားလိုက်ပြီးတော့ဒီ total select တန်ဖိုးကိုခေါ်ပြီးတော့ပြတယ်ဆိုရင်ဒီ total select တန်ဖိုး0ဖြစ်တယ်လို့ပြောရင်ဒါဘာဖြစ်တာလဲလို့ပြောရင် critical ဖြစ်တယ်ဆိုတဲ့သဘောပဲပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကနားလည်ရအောင်နော်အဲ့မှာလဲဒီ critical ရဲ့သဘောတရားကိုသိရမှာ critical part ရဲ့သဘောတရားကိုသိရမှာဘာသိရမှာလဲလို့ပြောရင်ဒီလုပ်ငန်းတစ်ခုကိုတော့အနီအောင်ဖြစ်ခြင်းနဲ့ဒီလုပ်ငန်းတစ်ခုကိုတော့အပြောင်အောင်ဖြစ်ခြင်းနဲ့ဆိုပြီးကိုကဘေးအားတော့ critical ဖြစ်ခြင်းနဲ့ဘေးအားတော့ non critical ဖြစ်ခြင်းနဲ့ဆိုပြီးကိုကရွေးလို့ကြတာမျိုးတော့မဟုတ်ဘူးပေါ့သူကပွင့်နေနေသွားရင်ဒီလုပ်ငန်းတွေရဲ့ဂျားထဲမှာပါရှိတယ်လို့ပြောရင် sequencing ရှိဒီ sequencing ပေါ်မှာမူတည်ပြီးတော့မှသူကဘာဖြစ်တာလဲလို့ပြောရင် sequencing နဲ့ဒီလုပ်ငန်းလုပ်ဖို့အတွက်လိုအပ်တဲ့ duration ပေါ့နော် schedule ဆိုတာကတော့နှစ်မျိုးပဲပြောတာဟုတ် sequencing နဲ့ duration ကိုပြောတာဆိုတော့အဲ့ပေါ်မှာမူတည်ပြီးတော့သူကဘေးအားက critical ဖြစ်တယ်ဘေးအား critical မဖြစ်ဘူးဆိုတာကိုသူကတွက်ပေးတာ
အဲ့တော့ကိုကဒီဟာ critical ဖြစ်ခြင်းနဲ့ကိုကဒီဟာ critical ဖြစ်ခြင်းဘူးဆိုပြီးကိုကရွေးပြီးဖန်တီးကြတာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးတခုတော့ကိုကနားလည်ဖို့လိုတယ်ကျိုးရကြတော့ဘာဖြစ်လဲလို့ပြောရင်ဒီဟာကိုနီအောင်လို့ခြင်းနဲ့ဒီဟာကိုပြအောင်လို့ခြင်းနဲ့ဆိုပြီးတော့ပြောတာလေးတွေရှိတယ်ဆိုတော့အဲ့ဒီသဘောတရားတော့ကျွန်တော်တို့ကမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးပါဒီဟာလေးကိုကျွန်တော်ကရှင်းပြခြင်းတာသိရလူကြတော့လွယ်တာပေါ့နော်မသိရလူကြတော့ဘေးဟာကို critical အနေနဲ့ပြခြင်းတယ်ဆိုရင်ဘယ်မှာလိုက်ရှာလို့ရှာမယ်မသိဘူးဖြစ်တတ်ကြတာအဲ့တော့ကျွန်တော်တို့ကဘယ်မှာရှာရမလဲလို့ပြောရင်ဒီ Microsoft project ရဲ့ပေါ့နော်ဒီ Gantt format ထဲမှာသူကဒီ critical task ဆိုတာလေးသူကရှိတယ်အဲ့ဒါလေးကိုသူကပြတ်လုပ်လိုက်တယ်လို့ပြောရင် critical ဖြစ်တဲ့ဟာလေးတွေကိုသူကဘာဖြစ်လဲလို့ပြောရင်အနီအောင်နဲ့ပြပြီးတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကပြလို့ရပါတယ်နော်ဒါလေးကိုယ့်အတွက်အသုံးဝင်မယ်ထင်ပါတယ်နော် Microsoft project စပြီးလေ့လာရတဲ့လူတွေအတွက်ပေါ့အဲ့ဒါလေးတချို့လည်းလာမေးကြလို့ကျွန်တော်ဒါဗီဒီယိုလေးလုပ်ပြီးတော့ပြောပြခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်